အသက်ကြီးမှမျက်နှာမငယ်ရှိရင်ဒါလေးကိုနားထောင်သွားပြီပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြချင်တာကဘဝရဲ့တကယ်အရှိတရားတစ်ခုအကြောင်းပါအခုမိတ်ဆွေတို့ဘဝကိုရုန်းကန်နေရလို့ပတ်စံမရှိလို့သူများတွေလိုအစင်တန်းမြင့်မြင့်မနေနိုင်သေးလို့စိတ်တက်ကြမိနေပြီလားဒါမှမဟုတ်ကိုယ့်ရဲ့အရှင်တွေကိုရှမ်းမိနေပြီလားအဲ့ဒါတွေကရှက်စရာမဟုတ်ဘူးဗျမိတ်ဆွေတို့မှာအင်အားတွေကရှိနေသေးတယ်ဘာမစိုးလုံနိုင်တဲ့အရွယ်ဖြစ်နေသေးတာဟာအကြီးမားဆုံးတော့အရင်နီးပါပဲခေါက်ဆွဲလျှောက်တထုံးနဲ့တနေကုန်အလုံးလုံနိုင်တဲ့ခွန်အားတွေရှိနေသူ၍လဲကြရင်ပြန်ထားဖို့အားတွေရှိနေသူ၍အခုဆင်းရဲနေတာဟာချက်စရာမဟုတ်ပဲဘဝအတွက်သင်ခန်းစာတွေရနေတယ်လို့ပဲသတ်မှတ်လိုက်ပါဒါပေမဲ့စဉ်းစားကြည့်ပါမိတ်ဆွေတို့အမြဲတမ်းဒီလိုခွန်အားတွေနဲ့ရှိနေမှလည်းမဟုတ်ဘူးနောက်ထပ်အနှစ်30-40ကြာလို့အသက်တွေကကြီးခါးတွေကကိုမျက်စိတွေကမုံလာတဲ့အချိန်ကြာတော့ရောအဲ့ဒီအချိန်မှာအခုလိုမယုံကန်နိုင်တော့ဘူးအဲ့ဒီအချိန်ကြာမှလက်ထဲမှာပတ်စံမရှိရင်ကိုအားမကိုနိုင်ရင်အဲ့ဒါကအတွေ့အကြုံမဟုတ်တော့ဘူးစေယုံကရင်ပေါ်မှာနာကျင်နေပေမဲ့ဆေးဖို့အတွက်ပူနေရတာသားသမီးကိုအားကိုတဲ့မျက်လုံးနဲ့ကြည့်နေတာဟာဒါဟာလူကြီးတစ်ယောက်အတွက်တိတ်ကိုမှတိတ်ခါကြစေရကောင်းတဲ့အရှင်နေပါပဲငါမှငါသားသမီးတွေရှိနေတာပဲသူတို့လှုပ်ကြွေမှာဘောလို့တွေးမိနေပြီလားသားသမီးဆိုတာကလည်းသူတို့အရွယ်ရောက်ရင်သူတို့အိမ်တော်နဲ့သူတို့ဝင်ထုတ်ကိုးနဲ့သူတို့ဖြစ်လာမှာပါမိတ်ဆွေကိုကြည်ရှင်ပေးမဲ့မတတ်နိုင်တဲ့အခါသူတို့လည်းစိတ်ဆင်းရဲရမယ်မိတ်ဆွေလည်းမျက်နှာငယ်ရမယ်ကိုယ့်ရဲ့သားသမီးကိုရှစ်တယ်ဆိုရင်သူတို့အတွက်မိတ်ဆွေကဝင်ထုတ်ဖို့တကူမဖြစ်စေဖို့အခုကတည်းကကြိုတင်ပြင်ဆင်ထားရမယ်။အိုစာမင်းစာဆိုတာတကယ်တော့ငွေကြေးတင်မဟုတ်ဘူး။မိတ်ဆွေရဲ့ဂုဏ်သိက္ခာပါအသက်ကြီးလို့ပတ်စံရှိရင်ဘသူမျက်နှာမှလည်းကြည့်စရာမလိုဘူး။ကိုစားချင်တာစားလူချင်တာလူညီတွေကိုလည်းမှုတ်ဖို့ပေးနိုင်တဲ့ဖိုးဖွားဖွားဖြစ်နေရောလူတကားကလည်းဝိုင်းရှင်နေကြမှာဒါပေမဲ့ပတ်စံမရှိပဲအိုသွားရင်တော့ကိုယ့်အိမ်မှာနေတာတော့ဧည့်သည်တယောက်လိုအားနာနေရတတ်တယ်။သားသမီးတွေစကားများရင်တော့ငါကြောင့်လားဆိုပြီးတွေးပူနေရတတ်တယ်။ဒါကြောင့်မိတ်ဆွေတို့ဒီနေ့ကနေစပြီးပြင်ဆင်ပါရတဲ့ဝင်ငွေလေးတွေကနေနည်းနည်းရှင်းရှင်းဖယ်စုပါဒီနေ့စားဖို့ရှိရင်ပြီးတာပဲဆိုတဲ့စိတ်ကိုဖျောက်ပြလိုက်ပါနေဝင်ရှိမှအေးအေးဆေးဆေးထိုင်ကြည့်နိုင်ဖို့အတွက်အခုနေဖို့ထဲမှာအမိုးကလေးလုံအောင်စောက်ထားကြပါမိတ်ဆွေရဲ့ဘဝစသိန်းကလှပဖို့ကမိတ်ဆွေအပေါ်မှာပဲမူတည်ပါတယ်အားလုံးပဲတတိရှိရှိနဲ့ကြိုတင်ပြင်ဆင်နိုင်ကြပါစေကျွန်တော်ကတော့ဝေပြောအောင်ဖြစ်ပါတယ်